ခုတင်ပြမှာတော့ကျွန်တော်ဒီမှာထိုင်းဘာသာစကားပေါ့နော်ဒီမှာထိုင်းဘာသာစကားဝေါ်ဟာရများပေါ့နော်ထိုင်းဘာသာစကားဝေါ်ဟာရများအပိုင်း1ဒါဝေါ်ဟာရများတက်တစ်ပိုင်းပေါ့နော်ဒီကစကားပြောရကြတော့စကားပြောပိုင်းစကားပြောရလေ1ကနေပြီးတော့ပိုင်း30ကျော်ရောက်သွားပြီပေါ့နော်ဒီမှာဆိုရင်ကိုကထိုင်းဘာသာစကားတရားဝေါ်ဟာရအပိုင်းနေပေါ့နော်ဒီမှာဆိုလို့ရှိရင်ဝမ်းတာတယ်ဆိုလို့ရှိရင်ဒီတိုင်းဒေါ်အီဒီကျော်အိုင်ကြိုင်ဒေါ်အီဒီကျော်အိုင်ကြိုင်ဒီကြိုင်ဆိုတာဝမ်းတာတယ်ဒီကြိုင်ကဝမ်းတာတယ်သဘောကောင်းတယ်ဆိုလို့ရှိရင်ကြိုင်ဒီစိတ်သဘောထားကောင်းတာပေါ့နော်ကြိုင်ဒီစိတ်ကောင်းတယ်သဘောကောင်းတယ်ကျော်အိုင်ကြိုင်ဒေါ်အီဒီကျော်အိုင်ကြိုင်ဒေါ်အီဒီကြိုင်ဒီသဘောကောင်းတယ်ဒီမှာကိုချင်းစာတော့ကြတော့ဟင်ကြိုင်ဟောအေနော်ဟင်ကျော်အိုင်ကြိုင်ဟောအေနော်ဟင်ကျော်အိုင်ကြိုင်ဟင်ကြိုင်ကိုချင်းစာတယ်ဝမ်းနေတာကိုဆရာကြိုင်စောအီယာဆရာကျော်အိုင်ကြိုင်စောအီယာဆရာကျော်အိုင်ကြိုင်ဆရာကြိုင်ဝမ်းနေတယ်မှာဆိုရင်ယုံကြည်တာကိုချွတ်ကြိုင်ချောအူချွတ်မအေချွတ်ကျော်အိုင်ကြိုင်ချွတ်ကြိုင်ဆိုတာယုံကြည်ရချွတ်ကြတော့ဒီမှာတွားလေးစီပြီးတော့ချီအောင်မှတွားလေးစီပြီးတော့ဆိုပေါ့နော်တွားလေးစီပြီးတော့ချွတ်ကြိုင်ယုံကြည်တယ်ဒီမှာဆိုရင်ယုံကြည်စိတ်ချရတယ်ဆိုလို့ရှိရင်ဝိုင်းကြိုင်ဟောအိုင်ဝိုင်းမိုက်ထိုဝိုင်းကျော်အိုင်ကြိုင်ဟောအိုင်ဝိုင်းမိုက်ထိုဝိုင်းကျော်အိုင်ကြိုင်ဝိုင်းကြိုင်ယုံကြည်စိတ်ချရတယ်ဒီမှာဆိုရင်မယုံကြည်နဲ့ဆိုလို့ရှိရင်အရှိကယာထည့်လိုက်တာပေါ့နော်ယာချွတ်ကြိုင်အော်ယောအာယာမအေယာချောအူချွတ်မအေချွတ်ကျော်အိုင်ကြိုင်ယာချွတ်ကြိုင်မယုံကြည်နဲ့ဒီမှာဒါကတော့ဒီမှာဒီဝေါ်ဟာရအပိုင်းနေပေါ့နော်ဒါဝေါ်ဟာရအပိုင်းနေဒီမှာစကားပြောပိုင်းနေတယ်တတ်တင်တာရှိရပေါ့နော်ဒါဝေါ်ဟာရအပိုင်းနေတတ်တင်ပြီးသွားမယ်အပိုင်းပေါ့နော်ဒီမှာဆိုရင်အပိုင်း1ကနေ